လို့ရှိရင် shop 2 user လည်းနဲ့ Gadama လည်းဒါဆိုင်အယောင်းမှာပစ္စည်းအသစ်တွေအများကြီး update ထပ်ဝင်ပါတယ်ရှင်ဒါလေးတွေဆိုရင်လောကပစ္စည်းပြတ်သွားပြီဖြစ်တဲ့ no girl လေးတွေလည်းရောက်ပါပြီပြီးတော့ဗာလေးတွေထပ်ရောက်သေးလဲဆိုလို့ရှိရင်ဖန်အစာတဲုံမှာအကြီးမင်းနေရမမေတွေရောက်ပြီเนาะဒီမှာပြီးလို့ရှိရင်ဒီမှာနေယူဘောပက်ကင်မှာမဖြစ်မနေထက်စီစဉ်ရမယ်ဒီလိုမျိုးဂေါထုတ်အကြီးယူရီးယား USA ထုတ်တွေလည်းရောက်ပါပြီပြီးတော့ဈေးကွက်ထဲမှာလည်းအရင်ရှားတယ်ပစ္စည်းလည်းအရင်ပြန့်မြန်တယ်ဒီလိုမျိုး net pack cream လေးလည်းရောက်ပြီပေါ့နော်အဲ့တော့မေမေတွေမရောက်သွားမေမေတွေဆိုရင်လည်းပဲဒီမှာရောက်နေဖြစ်တဲ့အတွက်ဆိုင်မှာသွားငယ်လေးတော့လာဝယ်လိုက်ပေါ့နော်တခြားပစ္စည်းလေးတွေလည်းရောက်တယ်ဒီလားတခြားပစ္စည်းလေးတွေဆိုရင် oil တွေပါမယ်ပြီးတော့ lotion တွေပါမယ်ပြီးတော့လောက်ပခတ်လေးလည်းပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာမွေးကိစ္စဘီဘီလေးတွေကိုမှအလားဆင်ချင်တဲ့မေမေတွေအတွက်အများကြီးရောက်ထားတယ်ဒီမှာတအိတ်လုံးပဲအစီကလာအစုံပဲเนาะဒီမှာအရင်လာရဲ့ခြေအိတ်ဖက်နှက်လေးနဲ့ခေါင်းဘက်လေးနဲ့တွဲရက်လေးပေါ့เนาะဒါလေးတွေဆိုရင်လည်းဈေးဘယ်လောက်မှမရှိဘူးအဲ့ဒါလေးတွေဆိုရင်ပြီးတော့ဒါလေးကဆိုရင်ရှိဒါချင်းလုံးသွားရကြိုက်လေးเนาะဒီသွားရကြိုက်ကသွားရကြိုက်တွေထဲမှာမှအရင်ရောက်တဲ့ item လေးပေါ့เนาะအဲ့လိုမျိုးပစ္စည်းတွေကအရင်စုံနေပြီပေါ့เนาะအဲ့တော့မေမေတွေက new package လေးကိုတေချာလေးစီစီချင်းနဲ့ဒီတိကျကျပစ္စည်းတစ်ခုမကျန်အစုံရချင်တယ်ဆိုရင်တော့ net တော့ရေးသားတတိယလိုက်ပါ net တော့ရေးမှာဆိုရင်ပစ္စည်းအစုံအကုန်ရှိတာဖြစ်တဲ့အတွက်ဆိုင်ကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်တယ်ပေါ့နော်အဲ့တော့ဆိုင်လိပ်စာလေးပြောပေးမယ်ဆိုင်လိပ်စာလေးက Usana Plaza အနီး Usana လမ်းနဲ့ဂရမလမ်းရဲ့ထောက်မှာလောကပေးမရှိဘဲနဲ့မနက်9:00 နေပြီးတော့မှညနေ6:00အထိဖလစ်ပေးထားပါတယ်ရှင့်